မြန်မာဆိုင်အများဆုံးရှိတဲ့ကိုတရယာထိပ်ကို LRT ရထားစီးပြီးမှဘယ်လိုတွားရမလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ခုချန်ဇိုလင် LRT station ကနေမာဂျစ်ဂျာမန် LRT station ကိုကျွန်တော်တွားပါမယ်ရထားစီးတော့မယ်ဆိုရင်ကျွန်တော်တို့ရထား map ပေါ့နော် MRT map ကိုအရင်ကြည့်ထားပေးရပါမယ်LRT station ရှိတဲ့ဘက်ကိုကျွန်တော်တွားပါမယ်ဒါတရားကိုကြိုပြီးမှ LRT station ကဟိုဘက်တရားမှာဖြစ်တဲ့အတွက်ကြောင့်ဒါ LRT station ဘက်ကိုတွားနေတာဖြစ်ပါတယ်ချန်ဇိုလန် LRT station ပါကျွန်တော်တို့ယထာပူရာတစ်ခုနဲ့ပူရာတစ်ခုကို exchange လုပ်တဲ့အချိန်မှာယထာပြောင်းစီးရမယ့်အချိန်မှာကျွန်တော်တို့လမ်းညွှန်ဆိုင်ဘုတ်ကိုကျွန်တော်ကြည့်တတ်ဖို့လိုပါတယ်လမ်းညွှန်ဆိုင်ဘုတ်လေးတွေကြည့်ပြီးမှ LRT station ကဘယ်မှာရှိလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကြည့်ပြီးမှသွားလို့ရပါတယ်ကျွန်တော်တို့ရှေ့ကိုဆက်ပြီးမှသွားပါမယ်ဟိုဘက်ချမ်းမှာဖြစ်ပါတယ်ဟိုဘက်ချမ်းမှာLRT station ရှိပါတယ်ကျွန်တော်ဘေးဘက်ကနေကျွန်တော်ဆင်းပါမယ်ခုရောက်နေတာဒီ LRT station ချန်ဇိုလန် station ကိုရောက်နေပါပြီကျွန်တော်တို့ထုံးစံတိုင်းပဲเนาะဒါပူတာတစ်ခုရောက်ပြီဆိုရင်ကျွန်တော်တို့ platform ကိုကြည့်ရပါမယ်ဘယ် platform ကဘယ်ဘက်ချမ်းကဘယ်ဘက်ကိုသွားလဲညာဘက်ချမ်းကဘယ်ဘက်ကိုသွားလဲဆိုရကိုဒီလိုမျိုး platform ကိုကြည့်ရပါမယ်ကျွန်တော်ရဲ့ဘေးဘက်ချမ်း platform 2ပြီးမှာပဲကျွန်တော်သွားမယ်ပူတာရှိပါတယ်ဆိုတော့ဘေးဘက်ချမ်းမှာကျွန်တော်စီးပါမယ် platform 2B ဘက်ကယထာကတော့စရောက်လာပါပြီကျွန်တော်စပြီးမှစီးပါမယ်ထားပေါ်ရောက်ပြီဆိုတာနဲ့ယထာရဲ့အပေါ်တန်းပါတန်းလေးကဒါ station တွေကိုပြပေးတဲ့ပါတန်းလေးကိုကျွန်တော်ကြည့်လို့ရပါတယ်ဟိုကကျွန်တော်ရောက်ပါပြီမာဂျစ်ဂျာမန်ဘုဒ္ဓရာယာထိပ်မှာရှိတဲ့ LRT station ပူရာကိုကျွန်တော်ရောက်ပါပြီပူတာကနေကျွန်တော်ဆင်းပြီးမှ gate ကိုထွက်ပြီးဆိုရင်ဒီတိုင်းကျွန်တော်ပြတဲ့တစ်တေကိုတွားပါမယ်ကျွန်တော်ကဒီကိုတရယာထိပ်မှာရှိရဲ့မြန်မာဆိုင်လူတိုင်းတည်တဲ့ဆွေကပါတော့တိတ်ထီဝင်တော့အဖက်ကိုကျွန်တော်တွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီတိုင်းတစ်တေကိုပဲတွားပါကျွန်တော်အရှိမ7-Eleven ရှိပါတယ်အဲ့ဒီ 7-Eleven အရှိတစ်တေကိုတွားပါဗီဒီယိုလေးရှေ့မှာဆိုလို့ကျွန်တော်အမြန်လေးပြပေးသွားမှာဖြစ်ပါတယ်ဒါညီကိုတို့လာမယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးမှလာလို့ရပါတယ်เนาะ
ဒါအဲ့ဒီရှေ့တစ်ကိုဆက်သွားပါမယ်ဒါအဲ့ဒီဘေးဘက်ချက်မှာဆိုရင်ကျွန်တော်တို့ဒိဋ္ဌိဝင်ဆိုင်ရှိပါတယ်ဒီဘက်မှာကျွန်တော်တို့ဒါမြန်မာဆိုင်တွေရောက်ခါနေပါပြီဒိဋ္ဌိဝင်မြန်မာဆိုင်တို့ရောက်ပါပြီကျွန်တော်ရဲ့ညာဘက်ချက်မှာကျွန်တော်ကတော့ဆွေကဘာဆိုင်တွားမှာဖြစ်တဲ့အတွက်ကြောင့်ဆွေကဘာဆိုင်ဘယ်လိုတွားရလဲဆိုတာကိုလည်းတခါလေးပြပေးသွားမှာဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီနားရောက်ပြီဆိုရင်ကားလမ်းလေးကူပါမယ်ဟိုဘက်ချက်မှာပါအဲ့ဒီရှေ့တစ်မှာရွှေဆိုင်ရှိပါတယ်အဲ့ဒီရွှေဆိုင်ဘက်ကိုကူပါမယ်ပြန်နေကျွန်တော်တို့အရှေ့နားလေးမှာဆိုရင်ဒါမြန်မာဆိုင်ဆွေကဘာဆိုင်ရှိပါပြီဆွေကဘာဆိုင်ရောက်ပါပြီဒီဗီဒီယိုလေးကကျွန်တော်ဒါ LRT station ကနေမြန်မာဆိုင်ရှိတဲ့ဘက်ကိုဘယ်လိုမျိုး line လျှောက်ပြီးမှလာရလဲဆိုတဲ့ဟာကိုမျှဝေပေးသွားတာဖြစ်ပါတယ် See you next video